မင်္ဂလာပါခင်ဗျာ Fact Force Channel မှာကြိုဆိုပါရစေဒီကနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့စက်ကြိုလာတဲ့ကအင်တစ်ရှာပုံတော်သို့မဟုတ်အင်္ဂါဂျိုနဲ့လကပစီတို့ခြေလန်းတစ်များဆိုတဲ့သတင်းအကြောင်းအရာတစ်ခုဖြစ်ပါတယ်ဒီနေ့သိပ္ပံနဲ့နည်းပညာလောကမှာစိတ်ဝင်စားစရာအကောင်းဆုံးသတင်းကတော့လူသားတွေရဲ့အာကာသအိမ်မက်တွေတကယ်ဖြစ်လာဖို့နီးစပ်လာတာပဲဖြစ်ပါတယ်ကမ္ဘာမြေရဲ့အိမ်နီးချင်းတွေဖြစ်တဲ့လနဲ့အင်္ဂါဂျိုစီကိုဦးတည်နေတဲ့စီမံကိန်းတွေဟာအရှင်ဟုန်အသစ်နဲ့ရှေ့ဆက်နေပါတယ်။နံပါတ်1အင်္ဂါဂျိုတက်ရှိရှာပုံတော်နဲ့လူသားမဲ့ရန်သစ်များဒီလအတွင်းမှာပဲနိုင်ငံတကာအာကာသအေဂျင်စီတွေဟာအင်္ဂါဂျိုဘော်ကိုနောက်ဆုံးပေါ် rover လူသားမဲ့စူးစမ်းရေးရန်အသစ်တွေကိုစေလွတ်ဖို့ပြင်ဆင်နေကြပါတယ်။ဒီရန်တွေရဲ့ထူးခြားချက်ကတော့နမူနာယူစနစ်thứcတဲ့အင်္ဂါဂျိုရဲ့မြေစီလွှာကိုအနက်ရှိုင်းဆုံးအထိတူးဖော်ပြီးကမ္ဘာမြေကိုပြန်လည်တည်ဆောင်လာမဲ့ Mars Sample Return စနစ်တွေပါဝင်လာပါတယ်။ဒါအပြင် AI မောင်းနှင်မှုစနစ်thứcတဲ့အရင်ရန်တွေထက်ပိုမိုထက်မြက်တဲ့ AI စနစ်တွေကြောင့်လူသားတွေရဲ့ထိန်းချုပ်မှုမပါဘဲခက်ခဲတဲ့မြေမျက်နှာတွင်ပြင်တွေကိုကိုယ်တိုင်ဆုံးဖြတ်မောင်းနှင်ကျော်လွှားနိုင်မှာပါ။နံပါတ်2လက်ကဘာပေါ်မှာအမြဲတမ်းအခြေစကားတိဆောက်ရေး Artemis Accords လို့ခေါ်တဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမှာအဖွဲ့အဝင်တွေထပ်မံတိုးကွာလာပြီးလကဘာပေါ်မှာလူသားတွေအမြဲတမ်းနေထိုင်နိုင်မဲ့ Lunar Gateway အခြေစခန်းအတွက်အုံမစ်ချနိုင်တာပဲဖြစ်ပါတယ်။ဘာကြောင့်လဘော်ကိုပြန်သွားတာလဲ။ဒီအချက်ရေခဲရှာဖွေခြင်းလရဲ့တောင်ဘက်ဆွမှာရှိနိုင်တဲ့ရေခဲတွေကိုအသုံးပြုပြီးအောက်ဆီဂျင်ရဲ့ဒုံးပြန်လောင်စာထုတ်လုပ်ဖို့ရည်ရွယ်ပါတယ်။နှစ်အချက်နှရှင်သောအာကာသကိုဝင်ပေါက်လဟာအင်္ဂါဂျိုနဲ့တခြားဂျိုတွေကိုတွားဖို့အတွက်အာကာသကားဂိတ်တစ်ခုလိုဖြစ်လာမှာပါအရင်ကအာကာသပြိုင်ပွဲဟာနိုင်ငံရေးအားပြိုင်မှုဖြစ်ခဲ့ပေမဲ့အခု2026ခုနှစ်မှာတော့ NASA American ESA ဥရောပ JXA ဂျပန်တဲ့ SpaceX ကဲ့သို့သောပုဂ္ဂလိကကုမ္ပဏီတွေဟာနည်းပညာဖလှယ်လည်ပြီးအတူတကွလှုပ်ဆောင်နေပါတယ်ဒါဟာလူသားမျိုးနဲ့ရက်တရက်အတွက်ကုန်ကျစရိတ်သက်သာစေပြီးခရီးတွေကိုပုံမမြင့်ဆန်စေပါတယ်ကျွန်တော်တို့လက်ဘော်ကိုတွားတာဟာခက်တလဲပတ်ဖို့မဟုတ်ပဲအဲ့ဒီမှာနေထိုင်ပြီးနောက်ထပ်ခရီးဝေးတွေတွားနိုင်ဖို့အတွက်ဖြစ်ပါတယ်လို့အာကာသပညာရှင်တွေကသုံးသပ်ထားကြပါတယ်ဟုတ်ကဲ့နောက်ထပ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့သတင်းအချက်အလက်တွေနဲ့အထွေထွေဘဝတုဒ္ဒများစွာကိုနားထောင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Fact Force ဆိုတဲ့ YouTube channel လေးကို like and subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ